ပါတယ်သူဖြီးရတော့ဖြီးနိုင်တာပါသူရဲ့ intro လေးရတော့ဒီ5ကျိုးနှစ်ကွက်မှာကန်နေတယ် sorry 5ကျိုးနှစ်ကျိုး open swing တစ်ချက်ပဲ sorry ပြီး6ကျိုး3ကွက်အမှန်နှစ်ချက်ပေါ့နော်ဒီကြည့်မယ်5ကျိုး5ကွက်ဒါ B minor ပေါ့ G ဒါ D A လို့ပေါ့နော် D A ပြင်တာပေါ့နော်လေးလို့ပေါ့နော်ဒီရကျူပါဆိုရင်ကျွန်တော်တို့ line subscribe လေးလုပ်ပြီးတော့ဒီတော့ဆိုရင် line follow လေးလုပ်ပြီးတော့ကျွန်တော်